အခုရှိကေတာကနေပြီးတော့နော်ကန်ထုရှင်ရွေးချယ်တာဒီနေ့ပြီးသွားပြီပေါ့နော်ပြီးသွားတဲ့အချိန်မှာကန်ထုရှင်လေးတွေကိုကြီးညာပေးမယ်ပေါ့နော်နီလာအကုန်လုံးကိုစရင်အတိအကျလေးရဆိုကန်ထုရှင်လေးတွေရွေးချယ်ပေးမယ်ရွှေစဲကျိုးနဲ့ရွှေဟိုင်းချင်းကနော်တကယ်ကိုတော်တော်ကိုကန်ကောင်းတယ်ပထမရွှေစဲကျိုးပောက်သွားတာဒီအနီလေးပါရှင်ဒီအနီလေးကိုတိကျမယ်လို့ထင်ပါတော်တော်များများတိကျမယ်လို့ထင်ပါတယ်ဒီအနီလေးကရွှေစဲကျိုးနဲ့ရွှေဟိုင်းချင်းတယောက်တည်းတူးတယ်ပောက်သွားတဲ့သူလေးဖြစ်ပါတယ်ရှင်ကဲနောက်ထပ်စုမဲအကြီးဆုံးငွေသားစုမဲရဲ့အကြီးဆုံး9သိန်းစုမဲဘယ်သူတို့ထင်တော့မကြည့်ဘယ်သူတို့ထင်တော့ထပ်ပြောမယ်နော်ကျမတို့ရဲ့အချစ်ဆုံးနော်ကျမတို့ရဲ့ခေါင်းဆောင်လေးဖြစ်တယ်ကျမတို့ရဲ့လီတာလေးဖြစ်တယ်ဒေါ်နှောင်းနှောင်းလေးဖြစ်ပါတယ်9သိန်းစုမဲကိုတဲ့ဒေါ်နှောင်းနှောင်းလေးဖြစ်ပါတယ်9သိန်းစုမဲကိုရှင်ဒီနောက်ထပ်စုမဲက3သိန်းရဲ့1သိန်းစုမဲကတကယ်ကိုကန်ကောင်းတာအဲ့ဒီမမ3တန်းဆိုအဲ့ဒီမမကိုမသိဘူးဒီလားဓာတ်ပုံလေးကိုတော်တော်လေးကိုရှာယူထားတယ်ဒီမမလေးဖြစ်ပါတယ်ဒီမမလေးက3သိန်းနဲ့1သိန်းပောက်သွားတာပါနော်ဒီနီလာလို့ရဲ့ဒီတင်းဖွဲ့တွေကနေပြီးတော့ကိုလုံးဝပောက်သွားတကယ်ကိုကန်ထုရှင်ပြီးကြတော့ငွေသား9000စုက2စုတစုကကြောင်နီလာလုံးကဝယ်သူတွေကထင်လို့ဟိုဓာတ်ပုံမရလို့အတွက်ကြောင့်ကိုဆာရွက်ကလေးပဲရေးပြပဲဒါလေးက9000စု2စုတည်းကတစုကဒီဟာလေးကတယောက်ပောက်သွားပါနောက်ထပ်9000စုကကဲကျမကိုယ်လိုက်ပါပဲရှင်9000စုကျမပောက်ပါတယ်ကဲ product တွေကတော့ခုချိန်ဒီမသိရသေးပါဘူး product တွေဘယ်သူပောက်သွားလဲဆိုတာကိုတော့နောက်တစ်ခေါက်ကြာရင်ဓာတ်ပုံလေးနဲ့လာခဲ့ပါမယ်ရှင်အားလုံးကိုကျေးဇူးပါ